အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီနေ့ကျွန်တော် Android TV ပေါက်လေးတက်ဆင်ပုံတက်ဆင်နီလေးနဲ့သူ့ထဲမှာဘာတွေပါလဲဘာတွေသုံးလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှဖြစ်တယ်မိတ်ဆွေတို့ဒီ Android ပေါက်လေးကမိတ်ဆွေတို့အိမ်ကိုရောက်တာနဲ့တက်ဆင်ပုံတက်ဆင်နီရတာလွယ်ကူတာဖြစ်တယ်သူ့ထဲမှာဒီလို Android ပေါက်ဆက်ပါမယ်ဒီမှာ adapter ကျိုးပါပြီးသားဖြစ်တယ်အဲ့တော့သူ့အနောက်မှာကြည့်လိုက်ဒီမှာ adapter အပေါက်ပါတယ် adapter ကို adapter အပေါက်မှာထည့်လိုက်ပြီးရင်သူ့ထဲမှာ HDMI ကျိုးလေးလည်းပါမယ် HDMI ကို HDMI အပေါက်မှာထည့်လိုက်နောက်တစ်ဖက်ကို TV မှာထည့်လိုက်ဒါဆိုရင်မိတ်ဆွေတို့စပြီးတော့အသုံးပြုလို့ဒါမျိုး display ပေါ်လာပြီဖြစ်တယ် display ပေါ်လာရင် Wi-Fi ချိတ်ပြီးတာနဲ့စပြီးတော့သုံးလို့ရပြီဖြစ်တယ်အဲ့တော့တက်လက်စာတဲ့သူ့ထဲမှာဘာအပေါက်တွေပါလဲဆိုတာကိုလည်းကျွန်တော်ပြပေးမယ်သူ့ထဲမှာဆိုရင်ဒါက memory card SD card site တဲ့အပေါက်ဖြစ်တယ်ဒါက USB နှစ်ပေါက်ဖြစ်တယ်ဟို stick တွေ hard disk တွေထည့်ပြီးတော့သုံးလို့ရတာဖြစ်တယ်ဒီဘက်အနောက်မှာကြည့်လိုက်လို့ရှိရင်ဒီမှာ HDMI အပေါက်ပါတယ်ဒါ HDTV ပါတဲ့အတွက်တွေ TV တွေဆိုရင် HDMI နဲ့ဒါတိုင်းသူ့ထဲမှာကျိုးလဲပါပြီးသားဖြစ်တယ်တခါတည်းတန်းပြီးထိုးသုံးလို့ရတယ်ဒီဘက်က AV အပေါက်လို့ရေးထားတယ် AV အပေါက်ကကြတော့ဟိုးလုံးကမီးလုံး TV တွေနဲ့ join ပြီးတော့သုံးလို့ရတာဖြစ်တယ်3-in-1 ကျိုးလို့ပြောပြီးဝယ်ရမှာဖြစ်တယ်တစ်ဖက်မှာဒီ3နှစ်ချက်ကောင်းလေးနဲ့လာတယ်ဒီဘက်မှာထိုးမယ်နောက်တစ်ဖက်ဖြူနီဝါကျိုးနဲ့ TV မှာထည့်လိုက်ရင်ရပြီဒါလန်အပေါက်ဖြစ်တယ် internet ထိုးတဲ့အပေါက်ဖြစ်တယ် Wi-Fi နဲ့ဒါလိုက်ချိတ်သုံးခြင်းလည်းရတယ်လန်ကျိုးနဲ့သုံးခြင်းလည်းရတယ်အဲ့တော့သူဒီဟာဆက်က run 2 memory 16နဲ့လာတယ်ကျွန်တော်မှာ run 4နဲ့လည်းပစ္စည်းရှိတယ်အဲ့တော့သူ့ထဲမှာဘာတွေသုံးလို့ရလဲဆိုတာကျွန်တော်ပြပေးမယ်သူ့ထဲမှာဆိုရင်မိတ်ဆွေတို့ဒီမှာဆက်စားဝယ်လိုက်တာနဲ့ဒီလိုမျိုးလေးပေါ်လာလိုက်မယ်ပေါ်လာတဲ့အခါကျရင်ဘာမှလုံးနေစရာမလိုဘူးသူ့ထဲမှာဒါမျိုး setting ခလုတ်ပါတယ်အဲ့ setting ခလုတ်ကိုနှိပ်လိုက်တာနဲ့ဒီမှာ Wi-Fi setting တန်းပေါ်လာတယ်မိတ်ဆွေတို့အိမ်က Wi-Fi တခါတည်းတန်းချိတ်လိုက်ချိတ်ပြီးတာနဲ့တန်းပြီးတော့အသုံးပြုလို့ရပြီဘာမှအလုပ်တွေထွေထူးမရှုပ်နေဘူးသူ့ထဲမှာမိတ်ဆွေတို့အိမ်ရောက်တာနဲ့ YouTube တို့ TikTok တို့ဒါတိုင်း free တန်းကြည့်လို့ရမှာဖြစ်တယ်ဘာမှအခကြေးငွေဆောင်စရာမလိုဘူးမိတ်ဆွေတို့ကမြန်မာစာတန်းထိုးရုပ်ရှင်တွေဘောပွဲတွေဒါမျိုးကြည့်ကျင်နေဆိုရင်တော့တစ်လား3000ဆောင်ရမှာဖြစ်တယ်အဲ့ဒါဆိုရင်တော့ဒါမျိုးတန်းကြည့်လို့ရတယ်သူ့ထဲမှာ movie ဆိုရင်လည်း19000ကျော်ပါတယ်မြန်မာစာတန်းထိုးရုပ်ရှင်တွေရုပ်ထွက်အကြည့်တွေနဲ့ကြည့်လို့ရတယ် series ဇလံတွဲတွေလည်းပါမယ်ဘောပွဲတွေလည်းဘယ်နေ့ပဲချိန်ကံမလဲဆိုတာကိုတခါတည်းတန်းစီပြီးပြပေးတာတယ်ဒါမျိုး channel line လေးလည်းကြည့်လို့ရမှာဖြစ်တယ်မိတ်ဆွေတို့ဘေးမဆောင်ဆိုရင်တော့ YouTube တို့ TikTok တို့ကအခမဲ့ကြည့်လို့ရမှာဖြစ်တယ်ဘေးဆောင်မှသာလင်ဒီ software တွေကသုံးလို့ဒီ software ကသုံးလို့ရမှာဖြစ်တယ်အဲ့တော့သူ့ထဲမှာဆိုရင်ဒီမှာဖုန်းနဲ့လည်းချိတ်သုံးလို့ရမယ် Play Store တွေဘာတွေအားလုံး official ပါပြီးသားဖြစ်တယ်ဒီမှာ YouTube တို့ဘာလို့ဆို free ပဲကြည့်လို့ရမှာဖြစ်တယ်တခြားဒီမှာကျွန်တော် software လေးလည်းပြပေးထားတယ်ဘာဘလို့သုံးရမလဲဆိုတာဒီဆက်လေးကိုကြိုက်နှစ်တက်လို့မှာယူခြင်းနဲ့ဆိုရင်ဆက်တန်ဘူးက3,000ကျပ်ဖြစ်တယ်ကျွန်တော်အကောက်ထဲမှာလည်းဖုန်းနံပါတ်လေးတင်ပေးထားတယ် Viber ကနေလာပြီးတော့ order တင်ပြီးမှာနိုင်တာဖြစ်တယ်ကျွန်တော် command ကနေပြီးတော့ပစ္စည်းမှာလို့ရှိရင် command နေလိပ်စာတွေလည်းမမှန်ဘူးဖုန်းနံပါတ်တွေလည်းမမှန်ဘူးမြတ်တာရက်ခံတယ် command နေပစ္စည်းမှာရင်ကျွန်တော်ပစ္စည်းမပို့ပါဘူး Viber လာပြီး order တင်မှသာလည်းပစ္စည်းပို့မှာဖြစ်တယ်ကျွန်တော်မှာ run 4တွေကလည်းပစ္စည်းရှိတယ် run 464တွေလည်းပစ္စည်းရှိသလို run 432တွေကလည်းပစ္စည်းရှိတယ်ဒါမျိုး run များမှကြိုက်တဲ့မိတ်ဆွေတွေကလည်း run 4တွေကလည်းပစ္စည်းရှိတာဖြစ်တယ်မိတ်ဆွေတို့ကရုပ်ရှင်တွေ TikTok တွေဘောလုံးပွဲတွေ YouTube တွေဒီလောက်ပဲကြည့်မှဆိုရင်ဒီဆက်လေးကတော်တော်မှချောမွေးကောင်းမွန်စွာအသုံးပြုလို့ရမှာဖြစ်တယ် run များမှကြိုက်တဲ့မိတ်ဆွေတွေကတော့ run 4နဲ့ဝယ်သုံးလို့ရတာဖြစ်တယ်ဆက်လေးတွေဘယ်ဟာလေးတွေပဲမှာကျင်တာဖြစ်ဖြစ်အကောက်ထမှာဖုန်းနံပါတ်ရှိတင်ပေးထားတာဖြစ်တယ်ဖုန်းနဲ့ဒါတိုင်းဆက်သွယ်ပြီးတော့တည်ကျင်တာမေးနိုင်တယ် order တင်ခြင်းနဲ့ဆိုရင်တော့ Viber ကနေလာပြီးတော့ order တင်ပေးဖို့အတွက်မြတ်တာရက်ခံတယ်အားလုံးကျေးဇူးပါ